အမျိုးသားတစ်ယောက်ဟာညတိုင်းနောက်ဆုံးကားနဲ့အိမ်ပြန်လေးရှိပြီးလမ်းဘေးခုံတန်းလေးမှာထိုင်နေတဲ့မိန်းကလေးတစ်ယောက်ကိုအမြဲတမ်းတွေ့ရတတ်ပါတယ်။ဒါဟာသူမကိုသူတွေ့ရတာ73ကြိမ်မြောက်ရှိပါပြီ။သူမကအမြဲတမ်းအဖြူရောင်ကိုဝတ်ဆင်ထားပြီးဘေးနားမှာခီးဆောင်တစ်တာတစ်လုံးသူမကိုတွေ့တိုင်းမှာမိန်းကလေးဟာလက်ချောင်းလေးတွေနဲ့ခုံတန်းကိုအသာအရာခောက်နေတတ်ပြီးတောက်နဲ့အတန်ထွက်နေလေးရှိပါတယ်။14ကြိမ်မြောက်မှာတော့ထိုမျိုးသားကသူမဘာလုပ်နေတာလဲလို့နောက်ဆုံးမှာမေးမြန်းခဲ့ပါတယ်။မိန်းကလေးကသူမတစုံတစ်ယောက်ကိုစောင့်နေတာလို့ပြန်ဖြေပါတယ်။အမျိုးသားကနောက်ဆုံးကားထွက်သွားပြီဖြစ်ကြောင်းပြောပြပြီးသူ့ဖုန်းကိုကူညီဖို့အတွက်ကမ်းလှမ်းခဲ့ပေမဲ့ဖုန်းဆက်ခရင်ကကွဲအပ်နေတာကိုသတိထားမိလိုက်ပါတယ်။ကံကောင်းတာကဖုန်းကသုံးလို့ရသေးပေမဲ့မိန်းကလေးကဖုန်းကိုမယူဘဲသူ့ကိုတိသလားလို့ပဲမေးပါတယ်။သူကမတိဘူးလို့ဖြေလိုက်တဲ့အခါသူမကဝမ်းနည်းစွာနဲ့ခေါင်းငုံသွားပါတယ်။အမျိုးသားလည်းဇဝေးဇဝါနဲ့ပဲထွက်ခွာခဲ့ပါတယ်။နောက်တစ်နေ့မှာတော့မိုးတွေအရမ်းရွာနေပြီးမိန်းကလေးကတော့ခုံတန်းမှာရှိနေတော့ပါပဲအမျိုးသားကကားပေါ်ကဆင်းပြီးထီးဖွင့်ပေးခဲ့ပါတယ်။သူမကသူ့ကိုတိသလားလို့ထပ်မေးပြန်ပါတယ်။ရုတ်တရက်မိုးကြိုးတွေပြစ်လာတဲ့အခါအမျိုးသားကသူမကိုထီးပေးဖို့ကြိုးစားပေမဲ့သူမကသူမမှာအချိန်မရှိတော့ဘူးချမ်းနေပြီးသူ့အိမ်ကိုလိုက်ချင်တယ်လို့ပြောပါတယ်။ပြီးနောက်သူမရဲ့လေးလံတဲ့တစ်တာကိုတည်ပြီးသူ့တိုက်ခန်းစီကိုလမ်းလျှောက်သွားပါတော့တယ်။သူမပင်ပန်းနေပုံရပေမဲ့အမျိုးသားကိုတော့အကူအညီမယူခဲ့ပါဘူး။သူတို့တိုက်ခန်းရဲ့ရှေ့ထက်မြောက်ခလုတ်ကိုနှိပ်ပြီးဓာတ်လေကားတွေကထွက်လာတဲ့အခါသူ့အိမ်စီကိုဦးတည်တဲ့ရှေ့လျားပြီးမောင်မင်းနေတဲ့စင်ကြံလန်းအတိုင်းရှောက်ခဲ့ကြပါတယ်။အိမ်ခန်းထဲမှာဘာလစင်တာမှမရှိပဲဗလာချင်းနေပါတယ်လျှက်စီးလက်လိုက်တဲ့အချိန်မှာတော့မိန်းကလေးရဲ့မျက်နှာကထူးဆန်းသွားပြီးသူမကအခန်းထဲကိုဖြည်းဖြည်းချင်းရှောက်ဝင်သွားကတကားကချက်ချင်းဆိုသလိုပိတ်သွားပါတော့တယ်။ဒီအချိန်မှာပဲတစ်ဖက်ကဆေးရုံရဲ့အထူးကြပ်မတ်ကုသဆောင်ထဲမှာတော့မျက်ဆိုင်တူနာပြုတွေကမျက်စာဘယ်မှာစားမလဲလို့တိုင်ပင်နေကြပြီးရမ်းကြီးတယောက်တည်းပဲတာဝန်ကျကြံရစ်ပါတယ်။အဲ့ဒီအချိန်ကလူနာကြီးခွင့်မရှိတဲ့အချိန်ဖြစ်ပေမဲ့ရမ်းကြီးမောကြီးလိုက်တဲ့အခါအမျိုးသားတစ်ယောက်ရှောက်သွားနေတာကိုတွေ့လိုက်ရပါတယ်။သူကသူမကိုရင်ခွဲယုံပဲမှာလဲလို့မေးလိုက်ပါတယ်။သူမအဲ့ဒါဘယ်သူလဲဆိုတာမစင်စားရသေးခင်မှာပဲလူနာရဲ့အသက်ရှူနှုန်းကိုတိုင်းတာတဲ့ဆက်ကနေအချက်ပေးတံတွေစူညံစွာမြည်လာပါတော့တယ်